ဒီဝက်ကောင်ရဲ့ခန္ဓာကိုယ်ကလီဘလုံးတစ်လုံးလိုဖောင်းလာပြီးတဖြည်းဖြည်းကြီးထွားလာခဲ့တယ်။ဆရာဝန်ဒီကအံ့ဩသွားပြီးအသက်လွတ်အောင်ပြေးထွက်ခဲ့ကြတယ်။တယောက်သာကြံခဲ့ပြီမဲ့သူလည်းခဏအတွင်းပြေးတင်တယ်ဆိုတာသိလိုက်တယ်။အဲ့ဒီနောက်ဒီဝက်ကောင်ကြီးကလမ်းမပေါ်ထွက်သွားခဲ့တယ်။အခုဆိုရင်သူဟာအနီးနားရှိအဆောက်အဦတွေလိုပဲမြင်မာနေပြီ။ရဲတွေလည်းကြောက်လန့်ပြီးထွက်ပြေးခဲ့ကြတယ်။သူလမ်းလျှောက်တိုင်းမြေကြီးတုန်ခါနေပြီးလူတွေကလမ်းလွတ်အောင်အလင်းမြန်ပြေးရှောင်ကြတယ်။သူအထက်မြင့်အဆောက်အဦတစ်ခုကိုရှောက်သွားပြီးအတွင်းမှာမိန်းကလေးတစ်ယောက်ကိုမြင်လိုက်တယ်။သူ့လက်ကြီးကိုအတွင်းသို့လမ်းထည့်လိုက်တယ်။မိန်းကလေးကကြောက်လန့်သွားပြီးသူ့ကိုခေါ်သွားမယ်ထင်နေတယ်။ဒါပေမဲ့သူလိုချင်တာကအစားအစာပဲထည့်တယ်။သူလက်ကြီးနဲ့ကြက်သားတစ်ချောင်းကိုဖမ်းယူပြီးစားလိုက်တယ်။စားပြီးတာနဲ့တခါတည်းအကြီးစားဘိုက်လေးထုတ်လိုက်တယ်။အဲ့ဒီနောက်သူ့ဘိုက်ကဂူးဂူမီလာပြီးလူတွေကသူ့ပောက်ကွဲမယ်ထင်ကြတယ်။သူနည်းနည်းလေးခြုံစင်းပြီးအကြီးစားလီထုတ်လိုက်တယ်။လေတောင်အဖိုးအိုမတယောက်ကိုလွင်သွားမလို့ထွက်သွားခဲ့တယ်။အဲ့ဒီအချိန်မှာအဖိုးအိုတယောက်မီးတစ်ထိုးလိုက်တယ်။ရဲတွေကဓာတ်စီးဟုစူးစမ်းခဲ့ပေမဲ့နောက်ကျသွားခဲ့ပြီ။ရုတ်တရက်သူမျက်လုံးဖွင့်လိုက်တယ်။အားလုံးဟာအိမ်မက်တစ်ခုပဲဖြစ်နေခဲ့တယ်။အဲ့ဒီအိမ်မက်ကိုစဉ်းစားပြီးသူကိုအလေးချင်းရှော့မယ်လို့ဆုံးဖြတ်လိုက်တယ်။နောက်နေ့မှာသူ acupuncture ရုပ်ခဲ့ပြီးကိုတစ်ခုလုံးအမြောက်အများစူးတွေထိုးထားခဲ့တယ်။ဆရာဝန်ကအားကစားပို့လုပ်ဖို့အကြံပေးခဲ့တယ်။သူနီးလဲမျိုးစုံကြိုးစားခဲ့တယ်။ကျိုးခုံတင်ဖို့ trainer ငှားခဲ့တယ်။ပြီးခဲ့တယ်။ trampoline နဲ့လည်းလေ့ကျင့်ခဲ့တယ်။ဒါပေမဲ့သူကအရန်အော်အလွန်နေတော့ပဲ။ဂျင်မာ weight တင်လက်ခါစစ်တွေကသူ့အောင်မှာကျိုးပြတ်သွားခဲ့တယ်။နောက်ဆုံးမှာတော့သူတငင်ချင်းရဲ့ lab ကော့သွားပြီးကိုအလေးချင်း short ဈေးတပူဖုလုပ်ခဲ့တယ်။ချက်ချင်းတောက်လိုက်တယ်။ရုတ်တရက်သူမိုးဝေပြီးလဲကျသွားခဲ့တယ်။သူခန္ဓာကိုယ်ကတဖြည်းဖြည်းသေးသွားလာခဲ့တယ်။နာရီပဲကြာပြီးနောက်မှန်လဲကိုကြည့်လိုက်တော့သူအရန်သေးပြီးတာယာလာပသွားတာကိုမြင်လိုက်ရတယ်။သူအလွန်ပျော်ရွှင်ပြီးသူ့ဘဝအကောင်းဆုံးအချိန်ကိုရောက်ပြီလို့ခံစားလိုက်တယ်။သူအဝတ်ဆိုင်ကိုသွားပြီးအမြဲဝတ်ချင်ခဲ့တဲ့အဝတ်တွေစမ်းဝတ်ခဲ့တယ်။သူကြိုက်နေတဲ့မိန်းကလေးကိုတွေ့ပြီးမတိသူလိုပြုမှုကစကားပြောခဲ့တယ်။ဒါပေမဲ့သူမကိုထိလိုက်တဲ့အချိန်မှာသူလက်တွေတဖြည်းဖြည်းကြီးလာခဲ့တယ်။တခုခုမမှန်နေကြောင်းသူသိလိုက်တယ်။သူအမြန်နှုတ်ဆက်ပြီးကားစီပြောင်းသွားခဲ့တယ်။သူနှုတ်ခမ်းတွေလည်းကြီးလာပြီးသူ့ခန္ဓာကိုယ်ကမူလအရွယ်ကိုပြန်ဖြစ်လာခဲ့တယ်။ကားအတွင်းကိုအပြည့်ဖြည့်သွားခဲ့တယ်။သူပြန်အဝါလာတဲ့အချိန်မှာကားကမငြီးမညာချပြီးလမ်းဘေးမှာရပ်သွားခဲ့တယ်။နောက်ဆုံးမှာတော့သူသိလိုက်တာကအဲ့ဒီဈေးဟာအချိန်တိုတစ်ခုသာတက်ရောက်မှုရှိတာပဲဖြစ်နေခဲ့တယ်